စီစွတ်ပြီးတွင်းပေးစီဘူးတွေဘာမလိုပါဘူးဒီတိုင်းတွင်းလဲရပါတယ်ခက်ခက်ခက်စီဘူးတွေဘာလုံနေတယ်နော်စီလဲဆွတ်စရာမလိုဘူးတရေလဲဆွတ်စရာမလိုတခါရဲ့ဒီတိုင်းတွင်းလို့ရတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ထုံးစံတိုင်းကိုဆိုင်ပဲဖြစ်ပါတယ်ရိုးရမပြတ်ညစဉ်အချိန်ခါလေးမှာပေါ့နော်ဗီဒီယိုတွေကိုလူကြီးမင်းတို့အတွက်ရှာဖွေတင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာလည်းပဲ main ကလေးတွေကသူတို့မှာပါလာတဲ့ဘာညာတာအကြောင်းတွေရဲ့ပြီးလို့ရှိရင်သူတို့အတွက်စီမလို့ဘူးဆိုတာဒါတွေပါတဲ့အခါကျရင်လူကြီးမင်းတို့အတွက်နားထဲမှာတက်လိုက်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပဲ main ကလေးသူတို့ကိုယ်တိုင်ပြောတာနော်အဲ့ဒီဗီဒီယိုတွေရဲ့ပြီးလို့ရှိရင်တော့နေကြော်ပြီးတော့ဒီပူးလာတဲ့ဒီနက်ကားတွေပေါ့နော်ဘလောက်ထိနေကြော်လာတဲ့ဆိုရင်ဖုန်ကြီးကြောင်းထဲမှာဖျားစီချီတီတီကိုနေကြော်လာတဲ့နက်ကားအကြောင်းတွေပါဒီကနေ့မှာစုံစုံလင်းလင်းတင်ဆက်မှာကြပါလေအဲ့ဒီတော့ပုံစံတိုင်းပဲအမျိုးသားကောင်းပေါင်းသူတော်ကောင်းတွေကကျွန်တော်ဗီဒီယိုလေးကိုအစုံထိလိုက်ပါကြည့်ချင်တဲ့လူကြီးမင်းတို့ရဲ့အမြင်လေးတွေကိုဗီဒီယိုအောက်မှာမှတ်ချက်ပေးကြပါလို့ပြောရင်လည်းဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်ကြအောင်ဗျာโอเคအစဆိုတော့ကျွန်တော်တို့ဒီမှာလောကကြီးမှာပတ်စံမရှိရင်လူရမွေနဲ့အကြောင်းလေးစပြီးတော့ကြည့်လိုက်ကြအောင်နော်အမှန်တရားလေးမွဲနေရင်လေတယောက်တည်းပဲနေရတာဆွေမျိုးသားချင်းလည်းမရှိဘူးညီကိုမောင်နှမလည်းမရှိဘူးအသီးမိတ်ဆွေလည်းမရှိဘူးလူနဲ့3-5ပဲရှိတယ်အေးအဲ့တော့မွဲနေရင်ဆွေမျိုးသားချင်းလည်းမရှိဘူးအသီးမိတ်ဆွေလည်းမရှိဘူးညီကိုမောင်နှမလည်းမရှိဘူးဒါမှန်နဲ့ကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်မသိတာကပါလဲဆိုရင်လူနဲ့3-5ပဲရှိတယ်အဲ3-5ပါအဲ့ဒီ3-5ပါလဲကျွန်တော်တကယ်မသိဘူးကျွန်တော်ကိုယ်တိုင်ကပဲနောက်မှအများကြီးကြံခဲ့တာသူတို့ကိုယ်တိုင်ကမှရှေ့ပြေးပြီးတော့ရှေ့ကိုအလွန်ရောက်နေရတာနဲ့စဉ်းစားကြည့်ရင်အဲ့လူနဲ့3-5ဆိုတာဘာကိုပြောရလဲကျွန်တော်မသိဘူးနော်စက်မီနာတော့ကြည့်မယ်ပတ်စံလေးနဲ့အဆင်ပြေလာလို့ကခုနှစ်ဘွားလောက်ဝေးနေလေအတင်းဆွဲစီပြီးဆောင်းမျိုးတော်ချင်းကြတာတော့ဘယ်ဟာနဲ့အနှမ်းရလာတယ်မသိဘူးအမီလေးနဲ့ရောက်ချလာပါလိရောရွှေစီမမျိုးတော်တာတဲ့နော်အဲ့ဆောင်းမျိုးလို့ခေါ်တယ်အဲ့တော့မှတ်ထားနော်ပတ်စံနာရှိရင်ဘယ်နဲ့ဘွားမှမသိတဲ့လူတွေအားလုံးကကိုယ်ကိုလာပြီးတော့အမျိုးလာတော်ချင်ကြတယ်အဲ့တော့ကောင်းကြီးတွေမင်းတို့ပါမလို့လည်းမင်းတို့ပတ်မှန်ပဲရှာပတ်စံရှိပြီဆိုရင်ခုနှစ်ဘွားအမျိုးတော်မင်းတို့လာတော်လိမ့်မယ်ဒါပေမဲ့မသိတာတခုရှိရပါလူနဲ့3-5လူရဲ့3-5ပဲချစ်တော့3-5ဘာကိုပြောရလဲအဲ့ဒါတကယ်မသိဘူးရောင်ရေးစီစွတ်ပြီးတွင်းပေးစီဘူးတွေဘာမလိုပါဘူးဒီတိုင်းတွင်းလဲရပါတယ်ခက်ခက်ခက်စီဘူးတွေဘာလုံနေတယ်နော်စီလဲဆွတ်စရာမလိုဘူးတရေလဲဆွတ်စရာမလိုတခါရဲ့ဒီတိုင်းတွင်းလို့ရတယ်ကြောင်ကြီးစီလဲဆွတ်စရာမလိုတတွေးလဲဆွတ်စရာမလိုတခါတည်းတွင်းရဟောဘာလို့မင်းကလေးဖြစ်ပြီးဘာဖြစ်လို့ line ပေါ်မှာအဲ့လိုမျိုးပေါက်ပန်းလေးတွေဆောက်ပြီးပြောရတော့ဟဲ့စီစွတ်ပြီးလဲတွင်းကြမလို့အဲ့လိုမျိုးတတွေးလဲဆွတ်စရာမလိုဒီတိုင်းတွင်းလို့ရဟိုင်းကောင်းပါလာငါအရင်နားလေးမဲ့တော့မှပလီကြားတော့နားစင်ပြေဒီမှာဆက်ပြီးနားထောင်ကြအောင်နော်ဘာခက်ခဲနေရလဲရှော့ရှူနဲ့ဝင်တော့မှစိတ်မပူနဲ့နော်စီလဲမလို့ဘာမှမလို့နော်ဘလို့ဖြစ်လို့စီဘူးတွေဘာတုံးနေအောင်အင်အားတွေတုံးတယ်နော်အင်အားတုံးကြမလို့ရှော့ရှူနဲ့ဝင်နေပြောင်းကြီးသူဘာပြောနေရလဲစီဘူးလည်းမလို့အင်အားသုံးကြလည်းမလို့တတွေးလည်းတွတ်ကြလည်းမလို့ရှော့ရှူနဲ့ဝင်နေအဘာကိုပြောရလဲတော့ကြီးကျွန်တော်တို့ကပဲခေါင်းကြီးမို့လို့ခေါင်းကြီးအတွေ့တွေးမိရလားပေါ့သူကိုယ်တိုင်မဲ့အတားတွေပြောနေတာလားပေါ့စဉ်းစားကြည့်တီလဲမလို့ကွာတတွေးလဲဆွတ်ပြမလို့ချောချူနဲ့ဖြစ်တယ်ဆိုတော့ဒီတော့လူကြီးရဲ့ရှိဘူးလားနားတော့နော်လူကြီးပဲတာလူကြီးမဟုတ်ဘူးဟောတာလူကြီးမလူကြီးရလူကြီးမဟုတ်ဘူးဟာဘာကြီးနော်ဘာကြီးလူကြီးပဲလူကြီးရလူကြီးမဟုတ်ဘူးသူကလည်းဒီတော့ဘာမှနားလေလူသိတယ်လူတက်တယ်လူကြီးကြောင်ကြီးဒါတွေကဖုန်းကြီးတွေကိုသွားပြီးတော့အဲ့လိုမျိုးလဲဆိုတာဟုတ်ရဲ့လားလို့ပြန်မေးဖို့ထုတ်ရမနေထားပြီပေါ့အမှန်တကယ်ကျွန်တော်သိရသလောက်ကတော့ဒီယဟန်တန်ဃာတွေကဒီ net တွေတကြားတွေဘာတွေညာနေဘာမှကိုမအပ်ဆက်တာကွာအခုကျတော့ဒီတယောက်ကဖုန်းကြီးကြောင်းထဲမှာဖုန်းကြီးရဲ့ရှေ့မှာလာပြီးတော့ဖုန်းကြီးရဲ့ရှေ့မှာကိုဒီနဂါးတွေဇွတ်တွေလာပူးပြနေတယ်ဖုန်းကြီးရဲ့ရှေ့မှာကြီးတော့ရောင်ဒါဖုန်းကြီးကြောင်းကြီးထဲမှာဟုတ်ရေပေါက်ပလေးတွေပါကွာစက်ပြီးနားထောင်ကြည့်ဟုတ်ကဲ့ပြောပြီဘာလဲကနာကြီးတော့အသက်ကြီးရဲ့ဒါတာမင်းမဟုတ်ဘူးနော်အသက်ကြီးရလူကြီးမဟုတ်ဘူးတက်ကြီးရလူကြီးဆောက်တာလူကြီးမဟုတ်ဘူးဟုတ်ပြီဒါတမန်ကိုနားလေတဲ့လူတော့ခေါ်ဒီမှာဒီရောက်ပဲကြံတော့တယ်ကာယကရှိရလဲဘာမှမသိဘူးနော်အေးတူဒီဘာတဘာပဲကြံတော့တယ်ဒီတမန်ကိုပြစ်ခါကြရင်ဘယ်ဆိုသိနိုင်မယ်ဟာဒါတမန်ရ
ကြီးကိုပြောဘာကြီးကိုပြော မှန်တယ် ပြောပြောပါ သူတော့တယ်သူတော့တယ်ကအဝဲကြီးကလာကြတာယူရကနေ ပြော ယူရကနေကတမဝင်ဖယားနော်တမဝင်ဖယားနော် မှန်တယ်မှန်တယ် ကဘာတီရွှေရှိနေမှာဟဲ့ဖယား မှန်တယ် နော် ဟုတ်ကဲ့ ကဘာမာတာဒနာမတ်တန်မြန်မာဟဲ့ဆိုတဲ့တာဒနာမတ်တန်ဒါအညာတရတဲ့ထားတဲ့ဖယားမဟုတ်ဘူးနင်တော့ဒီဖယားကိုဥပ္ပခါပြုရင်ဘယ်လိုသိလိမ့်မယ်လူတွေကဲနေရနော် ကြောင်ကြီးဘလူနဂါးတွေဘလူနက်တွေလေကွာဖုန်းကြီးရှိမှလာပြီးတော့များပူရဲသေးတယ်ကွာကျွန်တော်သာဖုန်းကြီးလို့ရှိရင်ပူအောင်ဟာဆိုပြီးတော့လေစောက်ဝက်တူဖျက်ရမှာတိလားဘာမဟုတ်ကဟုတ်ကတွေရှောက်ပြောနေရကွာဒီတော့ကွာယုံကြည်တဲ့သူတွေတော့ကတော့ဒါအဆင်ပြေလိုက်မယ်ဒါပေမဲ့တခုတော့ချစ်ကွာနဲ့နဂါမလဲစားနဲ့လို့ဒါတွေကမယုံကြည်ရင်လည်းမရတယ်လို့ယုံကြည်ပြန်ရင်လည်းဘာတွေလည်းမသိကွာနားထောင်မယ် ကဲနေတာဟဲ့နော်မစော်ကားနဲ့ဒီကောင်းကိုမကန်ရင်တက်မလာနဲ့နော်မရင်တက်မလာနဲ့လက်ခံဘူးနော် ဘာနဲ့ကြီးတော့ကွာ ဒါရွာကလောက်ပါမှာကမကထဘာဝေးကြီးရနေလာပြီးလောက်ရဟောအဝေးကြီးကနေလာရတယ်ငါတော့မှတောင်းဝင်နေများတယ်နော် ဘာတာဝန်နေတော့ကွာ နေများတယ်နော်ဒီတော့မယုံကြည်မလောက်နဲ့နော် ယုံကြည်လို့လာတာဟော အေးယုံကြည်ရင်ယုံကြည်သွားကောကွယ်နော်တောင်းဝင်မလောက်နဲ့နော်ယုံကြည်ကြည်ကောကွယ်ယုံကြည်ကြည်ကောကွယ်နော် ကြောင်ကြီးဒါကြီးကတော့လုံးဆက်ကြီးပါကွာဖုန်းကြီးရဲ့ရှေ့မှာလာပြီးတော့ယုံကြီးကိုကွယ်ဟာကုန်ကြီးကျွန်တော်အမှန်ပြမသိလားကျွန်တော်ကအဲ့လိုမျိုးတွေကိုအယုံကြည်လုံးဝမရှိရကွာအဲ့တော့ကိုယ့်ထက်ပို့ပြီးတော့ဒါတွေကယုံကြည်ပါတယ်ယုံကြည်ရပါတယ်ဆိုတဲ့သူတွေတော့ခြေကောင်းရှိနေမယ်အဲ့မဲ့တေရှာပြန်စဉ်းစားကြည့်ကွာဒီနဂါးတွေနတ်တွေဘာတွေညာတွေဆိုတာဒီဖျားဟောထဲမှာလည်းရှိတာပြီးသားကွာလူတွေကိုဝင်ကပ်ပြီးတော့ပူရောက်တယ်ဆိုဘာမှမရှိတာတဲ့အကြာကြီးဖျားဟောထဲမှာလည်းဘယ်ဖျားရှင်မှမခေါ်ထားဘူးကွာနော်အခုတော့ဒါကအရင်တော့ကွာဘယ်လိုပြောမလဲကွာအိမ်ဒီမှာတော့ပူတာဖျားပွဲတွေမှာတော့ပူတာအခုတော့ဒီဖုန်းကြီးကျောင်းမှာဖုန်းကြီးရဲ့ရှိမှာပါလာပူရဲတဲ့နဂါးဟမ်စောက်ပါလူဖြစ်ခဲ့ရမှာကွာဘာမှမသိဘူး啊，真的。 ဟုတ်ပြီဆောရောဒီဒီကနေ့ဒီဆောရောဒီကိုလုံးလေးပြီးသွားပြီကဲ 老三，我打的，怎么没看老三？ ဒါလာတွေဘယ်လိုလုပ်ရမ 不 လဲ 是我的， ဘာသာရေးလုပ်ပြရမ ဒါလာတွေဘာလုပ်ရမ 我 လို့ 们都表演嘛的。你如果太差嘛，等你俺们这些法里面，懂你，他爱的呢。 ကဲဘာသာရေးပါတယ်ဘာသာရေးလာပြီနော်ရှိတယ်ရန်နဲ့စောင့်နေတာဒီဘက်ကကလိုက်ပါတဲ့ 别来噻， ဟောရှင် ပြင်ပြင်းဟောပြင်း 3ဖြစ်နေတယ် ပြင်း ဟုတ်ပြီပြင်ခိုင်းတော်မူပါလေအဲ့တော့ကဲဒီဘက်ကရှိရင်လည်းလာပြီးမိတ်နိုင်တယ်အချိန်မီနော်ကဲဒီလိုလေး ဒီငါပြီးပွဲထိုးရမှာ ရထားပြီဒီကြတော့ဆက်ပြီးလို့ဒီတော်များမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးအယူဝါဒအလွဲအမှားပေါင်းများစွာကိုယုံကြည်ပတ်ဝင်နေတဲ့သူတွေကတော်တော်လေးကိုများတာပဲเนาะအရင်တော့ကျွန်တော်တို့တမယိုးကြပါကွာလူသားတွေလောက်ပဲဒါလေးနဲ့ပတ်သက်ပြီးတော့ဒီတိုင်းပဲထင်ကြတာအခုကျတော့ယဟန်တန်ဃာတွေကိုတိုင်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကျောင်းဆောင်မှာဖြစ်နေတာကိုသူကိုယ်တိုင်လက်ခံပြီးတော့ကြီးဖြူနဲ့ဒါကြီးကိုပူခိုင်းနေတယ်တဲ့ဒီလိုကြပါဘာလို့လုံးမလဲတကယ်အဲ့နဂါးတွေကိုသူတို့ပြောတဲ့ပုံစံနဲ့တည်တာလာဝရောက်ပူးတယ်ဆိုရင်လေတခြားနေရာတွေပူးတယ်ဆိုရင်တော့မှယူတို့လက်ခံပြီးရဒီဖုန်းကြီးရှိမှလာပြီးတော့ဖုန်းကြီးเจ้าမှာလာပြီးပူးတယ်ဆိုတော့အဲ့ဒီဖုန်းကြီးကတကယ်ပဲဖျားဟောတွေကိုမတိတာလားဒါမို့တိရတဲ့နဲ့လစ်လူရှုပြီးတော့ပူးချင်တာပူးခေးဆိုခိုင်းတယ်လားဟာတကယ်စောင်းဒီပါကွာနော်ပြောရင်လေကိုစန်းဆိုတဲ့ကွာအစွန်းရောက်တယ်ဖြစ်အောင်မယ်မသေးမရှိမှတ်ထားနော်
ဘုရားဟောကျမ်းကန်ထဲမှာဒီလိုမျိုးနတ်တွေနဂါးတွေဆိုတာလူရဲ့ခန္ဓာကိုယ်တဲ့ကိုဝင်ရောက်ပူယိုထုံးစံမရှိဘူးပူလို့လည်းမရဘူးခုဘာတွေပူပြီးတော့ဘာတွေလုပ်နေကြဟမ်ဆောက်ရပြရချင်တာဒီလားโอเคဆိုတော့အများကြီးလည်းမပြောချင်ဘူးအများကြီးပြောရင်အများကြီးမှားခံရတယ်ပြီးရင်အများကြီးအမုန်းခံရဟုတ်မလားအဲ့တော့ဒီညတဲ့ဗီဒီယိုကိုဒီလောက်နဲ့ပဲရက်နာချင်ပါနော် issue အားပေးခက်ကြတဲ့ညီကိုမောင်နှမအားလုံးရဲ့အမြင်လေးတွေကိုလည်းကျွန်တော်ရဲ့ဗီဒီယိုအောက်မှာလာရောက်ပြီးတော့တွေ့နေနိုင်ပါတယ်လို့ပြောရင်းနဲ့အားလုံးကိုနှုတ်ဆက်ပါခင်ဗျပူးစရာချတဲ့နှခါတွားအောင်ဆိုပြီးတော့ကျူးလိုက်ရှင်โอเคဘိုင်ဘိုင်